Noကျွန်တော်အမှုတော်ဆောင်တွေကိုကျွန်တော်ပြောမှသိတာဘာမင်းတို့အစေခံတာမင်းတို့ခရိယံမှာလေပရာဟိတဆိုတဲ့စကားလုံးရှိလားပြောပါဦးပရာဟိတဆိုတဲ့ကျမ်းစာတအုပ်လုံးမှာရှာခြင်းပရာဟိတဆိုဘယ်နှပါလဲယေရှုကလူစားတိကိုလာပြီးပရာဟိတလာလောက်တာမင်းတို့ပရာဟိတကြောင့်နားလည်မှာမဟုတ်နော်ပရာဟိတဆိုလူမျိုးမရွေးဘာသာမရွေးအယုတ်လက်အမြင့်မရွေးနော်အစင်တမ်းမခွဲတာမင်းတို့ခရစ်ယေရှုကလည်းအဲ့လိုမျိုးပဲအယုတ်လက်အမြတ်မရွေးအစင်တမ်းမခွဲဘဲနဲ့အများကျိုးဆောင်သွားတယ်ကိုကျိုးပေးဆက်ပြီးတော့မင်းတို့တွေကကိုကျိုးအတွက်ပဲသုံးတာမင်းတို့တွေကကိုကျိုးအတွက်ပဲလှုပ်တာမင်းတို့အစေခံတယ်ဆိုတဲ့စကားလုံးတစ်ခုအောက်မှာလူတွေကိုခိုင်းစားနေရတယ်အများကြီးပဲမင်းတို့ကိုယ်တိုင်တကယ်စေတနာပါတယ်ဖယားအတွက်အစေခံတယ်ဆိုရင်မင်းတို့လားစာမယူနဲ့လေအတင်းတော့မှလားစာမယူနဲ့နေရလားအလွတ်တမ်းမင်းတို့အစေခံပြီလေအဲ့ဒါမှအစေခံတယ်ခေါ်တာနော်အဲ့ဒါမှပရာဟိတလှုပ်တယ်ခေါ်တာအစေခံတယ်ခေါ်တာမင်းတို့လာစာယူတာအဲ့ဒါအလွတ်လှုပ်တာနော်စားပစ်ပေးတာလို့ခေါ်တယ်မင်းတို့အမှုတော်ဆောင်တွေကလေအများစုကမင်းတို့အစေခံနေတာမဟုတ်ဘူးစားပစ်ပေးနေတာအဲ့တော့မင်းတို့တွေကတကယ်တမ်းဘသူအောင်မှရှိရမသိလားဖယားအောင်မှမှန်တယ်ဒါပေမဲ့လက်တွေ့အပြစ်မှာမင်းတို့ရဲ့ထမင်းရှင်ကလေအသိလူသင်သားတွေမင်းတို့သူတို့ပေးတဲ့စေဖို့တဖို့နဲ့မင်းတို့မိသားစုဘဝတွေမင်းတို့အသိတော်တွေရက်တည်နေရတယ်မဟုတ်ဘူးလားမင်းစေဖို့တဖို့တော့မရှိတော့ဘူးဆိုရင်အဲ့အသိတော်လဲပတ်နိုင်မထင်တာယုံကြည်မှုတစ်ခုတည်းနဲ့ခံလိုက်တဲ့အလူခေါင်းစဉ်အမျိုးမျိုးနဲ့အလူခံလိုက်တာအဲ့ဒီမှာကြုံမှုတဲ့လူတွေရှိရင်ကိုမမပြောခဲ့ပြီလားဖះကြောင့်သွားရတာလားအလူငွေသွားပေးရတာလားမသေးခွဲဘူးဖြစ်နေခေါင်းစဉ်အမျိုးမျိုးအောက်ကနေအလူခံတာရှိလားမသိမရှိလားမသိချုပ်သေးတာအဲ့တစ်ဖက်မှာမရှိလို့မလို့မရှိမင်းတို့ကခေါင်းကြီးမျိုးစေ့တောင်ကျဲသေးတာအမလေးမင်းတို့တဲ့တဲလဲကောင်းကြီးတကားဖွင့်ထားတောင်ရှိသေးတာတကယ်လဲအန်ဟောတယ်နော်ပြီးမယ်ဆိုတော့မရှိဘူးမင်းတို့ကပြေဟိုအသေးစိတ်တင်းသားတွေကျယူတာများများနော်ယူတာများများပေးတာနည်းနည်းမင်းတို့တကယ်အစီခံနေဆိုမင်းတို့လာစာမယူနဲ့မင်းတို့တကယ်လို့လာစာရတယ်ဆိုရင်အသေးစိတ်တင်းသားတွေအကုန်ခွဲပေးလိုက်မရှိစင်းသားတွေအငယ်ဆုံးသောသူတွေပေးလိုက်မုံဆိုးမတွေပေးလိုက်မင်းတို့ပေးလားမပေးဘူးလေမင်းတို့အဲ့လိုမျိုးကြတော့အစည်းအဝေးမထိုင်ဘူးလေမဟုတ်ဘူးလားအစည်းအဝေးမထိုင်ဘူးငါတို့လာစာမယူဟေးငါတို့ရတဲ့လာစာတွေကိုဘသူ့ကိုဘယ်လိုပေးမယ်ရှိလားစောက်ကိုတွေတိတ်မလုံးနဲ့မင်းတို့အစီခံဆိုပြီးငါရှိလာပြီးတော့နော်အာဒီမင်းအောင်မယ်ဖြတ်ရိုက်မှာနော်ငါပြောရရှင်းလေးပဲနော်ငါပြောရရှင်းလေးပဲမင်းတို့တွေလူချင်းကိုလူလိုမြင်ကွာမင်းတို့တွေကဘာလဲဘာကောင်းနေလဲမသိအမှုတော်ဆောင်ဆိုပြီးတဆင့်တက်တယ်ဟုတ်လားဘန်နာသွားတဆင့်တက်တာမင်းလည်းယေရှုယုံတာငါလည်းယေရှုယုံတာအားလုံးကဖះရှင်မှာသားပဲနော်မင်းကဒီအလုပ်ကိုရွေးတာငါတို့ကမရွေးတာတချို့ဟာလောက်တာထားပဲကွာတာဘာတွေလာပြီးတော့အေးမင်းတို့ငါတို့ဘယ်လိုလေးစားမသိတာဟောမင်းတို့တကယ်လားစားမယူပဲနဲ့လက်ကလူများတွေကပေးတာနဲ့မင်းတို့ရက်တည်နိုင်တယ်ဆိုရင်မင်းတို့ငါတို့လေးစားမယ်လားစားယူပြီးတော့မလုံးနဲ့နော်ငါပြောတာနားလေလားတချို့ခရိယန်တွေပြောမှာမဟုတ်ဘူးမီယိုဖလာခရိယန်တွေလည်းပြောမှာမဟုတ်ဘူးနောက်မှပြောင်းလာတဲ့ဗမာတွေလည်းပြောမှာမဟုတ်ဘူးသိလားတချို့ပြောင်းလာလူတွေကအနေသားချောင်းတယ် sorry ပဲဘသူကမှမေးငါမိတာယေရှုတပါးပဲရှိတယ်ယေရှုကငါအတွက်အားလုံးလုပ်ပေးပြီးသွားပြီနော်မင်းတို့တွေစောက်ကြီးစောက်ကြယ်တွေတိတ်မလုံနဲ့နော်မင်းတို့တွေစောက်ကြီးစောက်ကြယ်တွေတိတ်မလုံနဲ့နော်အမှုတော်ဆောင်တွေလို့ပြောပြီးတော့ဂုံသွေးမစုပ်ကြနဲ့နော်မင်းတို့တကယ်အစေခံတယ်ဆိုရင်လာစာမယူနဲ့လာစာမယူနဲ့မင်းတို့ရနေတဲ့လာစာတွေမရှိစင်းသားတွေလှူလိုက်နော်မရှိစင်းသားတွေလှူလိုက်နော်ဒါပဲပြောမယ်နောက်ပိုင်းပေါ်လာတဲ့ဟာရှိရင်ထပ်ပြောမယ်ဒါပဲအရောက်တိုင်းဖျားငင်းကောင်းကြီးပြပါစေ